ကျွန်တော်ကတစ်သလုံးဘာသာမဲ့ဘာမှမကိုးကွယ်ဘူးကျွန်တော်အခုအသက်42နှစ်ပြည့်တော့မယ်မကြခင်မှာဆိုတော့ကျွန်တော်သိတဲ့အတိုင်းပဲကျွန်တော်ရိုးရိုးလေးပဲပြောမယ်ကျွန်တော်စံစာတွေကစကားလုံးတွေလည်းမသိဘူးအခုနောက်ပိုင်းမှာတစ်ချက်ချင်းပြန်လာလဲရတာဒါပေမဲ့အရှိမကဘဝနဲ့ရင်းပြီးတော့တက်တွေရခဲ့ပြီလမ်းမရှိတဲ့တောအရက်မှာလမ်းကိုဖန်ဆင်းတယ်ကြုံပြီးသွားပြီငါတို့ကိုတွေမဟုတ်ငါတို့ချောင်းသွေးတဲ့အရက်မှာစမ်းရည်တွေကိုသီးထွက်စေတယ်ဟာငါကြုံပြီးသွားပြီတောထဲမှာပြောပြမယ်အာနာသိမှုဖြစ်စဉ်ပြီးတော့တလခွဲအကြာမှာပြေးရတော့ဘယ်ကိုပြေးတာလဲကျွန်တော်ထိုင်းနိုင်ငံချင်းမိုင်မှာကျွန်တော်9မိနစ်နေလာတာကျွန်တော်တို့ DVB ရုံးခွဲလည်းရှိခဲ့တယ်ဒါပေမဲ့အဲ့ချိန်မှာရုံးကပိတ်ထားတယ်ဘာလို့ရုံးကကျွန်တော်အဲ့တုန်းကလုပ်တဲ့သတင်းဌာန DVB ကပြည်တွင်းတွေကိုအလုံးစုံပြန်ဝင်ခဲ့တာဖြစ်တဲ့အတွက်ချင်းမိုင်ရုံးကြီးပိတ်ထားတယ်ကျွန်တော်တို့တာဝန်ကချင်းမိုင်ကိုပြန်ရုံးဖွင့်အဲ့တော့ main passport တွေပါရတုံးလို့မရဘူးလေးမျက်နှာသွားလို့မရဘူးအဲ့တော့ထိုင်းနယ်စက်ကနေကျွန်တော်ကတရားမဝင်ခိုးဝင်ရမှာ passport ရှိတယ်ခိုးဝင်ရမှာဒါပေမဲ့ကျွန်တော်ထိုင်းနိုင်ငံမှာခိုးမဝင်ဘူးတခါမှဒါပေမဲ့ကျွန်တော်မှာ face ရှိတယ်ကျွန်တော်ကဘာမှမသိပေမဲ့ကျွန်တော် face ရှိခဲ့တယ်တစ်သလုံးဒါကျွန်တော်သက်သေခံတာခင်ဗျားတို့အားလုံးကျွန်တော်ဘာမှတော့မသိဘူး something တော့ something ကျွန်တော်သိတယ်ငါမဟုတ်ဘူးဆိုတာလည်းသိတယ်ဒါပေမဲ့အဲ့ something ကိုကျွန်တော် face ရှိတယ်မဲဟိုဘာခေါ်လဲမခေါ်တတ်တာလေဘာမှမသိတာကိုဘာသာမဲ့ဘူးအဲ့တော့အဲ့ဘာမှမသိတဲ့ဟာကိုတော့ကျွန်တော်သိတယ်အဲ့တော့သိတော့ဘယ်ခလောက်ခီးထွက်ဘာဖြစ်ဖြစ်ကျွန်တော်မကြောက်ဘူးအခုမကြောက်ဘူးလားဘာကြောက်တယ်ရှိတယ်ငါမသိဘူးငါထောင်ကြစရာအကြောင်းမရှိဘူးသိမှလည်းမကြောက်ဘူးမကြောက်ဘူးအဲ့မကြောက်တဲ့စိတ်ကတွေးလို့မရဘူးနော်သိမှမကြောက်တဲ့စိတ်ကလေလှုပ်ယူလို့မရဘူးနော်သူ့အလိုလိုဖြစ်တာအဲ့တော့အခုနောက်ပိုင်းသိလာတာဩဒါဟာဖျားကြီးကလာတဲ့ငြိမ်သက်ခြင်းဟာမီးပင်လေကိုကြော်ပြီးဓာတ်တောင်ကိုကြော်ပြီးမီးပင်လေကိုဖျက်လို့ပါရတယ်ဆိုတော့အဲ့ဒါကလူလုံးလူလို့မရတဲ့ဟာကြီးဆိုတော့ကျွန်တော်သိတယ်လူဟာသေးကြောက်စရာကောင်းတာတွေနဲ့တွေ့တဲ့အချိန်မှာလူဟာတုံတယ်အဲ့ဒါကိုကြိုက်တဲ့လောက်ထိကြောက်စရာကောင်းတာပိုကြီးလေပိုတုံလေပဲဘုရားသခင်ညင်တဲ့ဖြစ်ပြပါဘုရားသခင်ညင်တဲ့ဖြစ်ဘုရားသခင်ညင်တဲ့ဖြစ်ဘုရားသခင်ညင်တဲ့ဖြစ်မရဘူးဆိုတော့ကျွန်တော်အများကြီးဖြတ်သန်းပြီးသွားပြီဒါအခုနောက်ပိုင်းသိပြီးတာတော့မှဖြတ်သန်းပြီးသွားပြီတကယ် faith လို့တာအဲ့ဒီဟာငါတကယ်ဘုရားသခင်ရှိကညင်တဲ့ချင်းကရမှာလို့တကယ်ယုံရင်တကယ်ရတယ်စက္ကန့်ပိုင်းတွင်ရတယ်အဲ့ဒါငါတို့ဘာမှကျွန်တော်မရွတ်တတ်ဘူးเนาะကျွန်တော်သူ့လည်းမတောင်းဒီလိုမျိုးတေချာမတောင်းတတ်ဘူးကျွန်တော်တောင်းလုံရဲတာတခုပဲရှိတယ်ကျွန်တော်ဒူးထောက်ရဲတယ်တတိကျွန်တော်မှရှိတယ်ဒါကဟိုနည်းနည်းကြားဖောက်သွားလို့အဲ့တော့ပြေးတာကထိုင်းချင်းမိုင်ကိုပြန်ပြေးတာတောထဲမှာနေခဲ့ရတာလက်နက်ကင်နေနဲ့တနက်လည်းမရှိဘူးကင်မရာကိုယ်တွေမှာရှိတာကကင်မရာတွေမိုက်ခရိုဖုန်းတွေလပ်တော့တွေပဲရှိတာရောက်တဲ့ချိန်နှွေရာဒီပူချစ်နေတာကျွန်တော်တို့တောင်ကုန်းတကုန်းပေးထားတယ်ဟာဒါမင်းတို့နေရမယ်နေရโอเคကျွန်တော်သတင်းတော်တွေအများကြီးပဲ15ရောက်20လောက်ရှိတယ်ပူတာအဲ့မှာဒီအိမ်လေးတသားအိမ်လေးတစ်လုံးပဲပါတယ်အဲ့တသားအိမ်လေးနဲ့ကဲ့ရမှာအုတ်ကန်အကြီးပဲအုတ်ကန်အမေတောထဲမှာမိသက်ကိုနှိုးလိုက်လို့ရှိရင်ဆန်းချောင်းနဲ့ရေကအဲ့အုတ်ကန်တွေကိုအရောက်လူတွေအားလုံးကရေချိုးလို့ရတယ်အေးအေးကြောင်တတရာဖြစ်နေတာကိုယ်ကမသိဘူးကျေးဇူးတော်မခံစားတတ်သေးဘူးနှွေရပူတာအုတ်ကန်ထဲမှာအမလေးရေတွေချိုးကြတာတောင်ရင်းမြစ်ထဲရေစင်းကူးတယ်ဆိုတာကိုရီးယားညနေခင်းလေးရေကူးကန်သွားတဲ့ထားမျိုးရေမရှိလို့တောင်ရင်းမြစ်ထဲကိုရေစင်းကူးတာမဟုတ်ဘူးရေစင်းချိုးတာမဟုတ်ဘူးတက်အပြော့စင်းချိုးတာဒါပေမဲ့နှောက်ရကြတက်တည်ရလာတယ်ဗျအခုတော့ပြောတတ်သွားတာပေါ့နော်တက်တည်ပေါ့ကျေးဇူးတော်ခံစားဖို့အကြောင်းတရားပေါ်လာတခြားနေရာတွေမှာအဲ့လိုပဲကျွန်တော်တို့လိုပဲတခြားဌာနတွေလည်းရှိတာပေါ့သူတို့မှာရေမရှိလို့တောင်ရင်းမြစ်ထဲမှာစင်းပြီးချိုးကြတာဝဲတွေတောင်ပေါက်တယ်ကျွန်တော်တို့တောင်ကုန်းပေါ်မှာကရေတွေရှံနေတာအမြဲတမ်းရှံနေတာအရှံပဲဖြစ်နေတာအေးစေပဲရေရှားပါမှုကိုကျွန်တော်တို့ကတောထဲမှာနှွေရာဒီမှာတော့မခံအောင်အဲ့ဆိုင်းရည်ကလည်းအေးနေတာအဲ့ဆိုင်းရည်ကနေမှမီးသက်နဲ့မောင်းပြီးတော့ရေတင်ထားတာပိုင်းတယ်ပြောချင်တာကတခြားဒီလိုပဲကိုလိုတူလိုငါလိုဒီတောထဲမှာပဲဒီအခွင့်အရေးပဲဒါပေမဲ့ကျွန်တော်တို့ရှိမှာပဲရှိနေတာအဲ့ဒါကိုနောက်ပိုင်းမှာ6သွေးရဲ့ရက်မှာဆိုင်းရည်တွေစီးထွက်စေတယ်ဆိုတော့ဟာကြီးကတဲ့ဆို oh my god ငါခံစားပြီးပြီအဲ့ဒါငါတို့ခံစားခဲ့ပြီကျေးဇူးတော်ပဲအဲ့ဒါကျေးဇူးတော်ဆိုတဲ့ဟာကကျေးဇူးတင်တတ်မှကျေးဇူးတော်ကိုခံစားတတ်တာဗျကျေးဇူးကျွန်တော်ကတော့တဲ့ပဲပြောတယ်ကျွန်တော်တို့မြန်မာနိုင်ငံမှာလူတွေကျေးဇူးတင်ရမှာအမတန်တွန့်တိုတယ်ကျေးဇူးတင်ရမှာအမတန်တွန့်တိုတယ်ကျေးဇူးတင်ရမှာတွန့်တိုတဲ့လူကကျေးဇူးတရားကိုနားလဲစရာခံစားရစရာအကြောင်းဘာမှမရှိဘူး
တရားနဲ့တရားကျေးဇူးတင်ရမှာကျေးဇူးတင်စရာဘာတောင်းရှိလဲဘာကိစ္စကျေးဇူးတင်မှာရာဆငါလာပြီဘာအောင်ကျေးဇူးတင်မှာကိုတမင်းကိုစားပြီအဲ့လိုဟာလေအဲ့ဒီကိစ္စအရှမ်းများနေတယ်ဘာလို့ကျွန်တော်တိုင်းပြည်မှာကျွန်တော်ပူတာဝကနေစားပြီပူတာဝကနေစားပြီအိမ်မဆိုအိမ်မနေဘူးပူတာဝကနေစားပြီတော့ဘေကျိုးစုထိကျွန်တော်အများကြီးဟိုအပျော်ခီးထွက်တာမဟုတ်ဘူးနော်ဒုက္ခတွေကိုလိုက်ကြည့်တာဒုက္ခတွေကိုလိုက်တင်ဆက်တာစစ်ပွဲတွေဒုက္ခတွေရဲ့မျက်ရည်တွေကျွန်တော်မေးလိုက်လို့ငိုဝိုင်းလို့နေတာမဟုတ်ဘူးတပုံကြီးသူတို့ရဲ့တကယ်ခင်ဗျားတို့ဘဝမှာကြားဘူးတဲ့အဖြစ်ဆိုးခြင်းကိုကျွန်တော်လာပြောအဲ့ဒါတွေအားလုံးခင်ဗျားတို့ရဲ့မြန်မာနိုင်ငံမှာကြံခဲ့တဲ့ဒေသတွေမှာဖြစ်နေတာတကယ်ဖြစ်နေတာအဲ့ဒီလူတွေကိုကျွန်တော်ကကိုယ်တိုင်သွားကြည့်လာအဲ့တော့အပျော်ခီးဖတ်တာမဟုတ်အဲ့တော့ဒီတိုင်းပြည်မှာဘာတွေပျောက်ဆုံးနေတာတွေကိုကျွန်တော်ကငါတွေဟာအဲ့ဒါလေထိုင်တွေးစရာမလိုတာအော်တိုလာပေးနေတာ information တွေကိုဒီတိုင်းမှာဘာဖြစ်နေရလဲဒီတိုင်းပြည်လူတွေကျေးဇူးတရားကျေးဇူးတင်ရှူရှက်ရတယ်လေတရုပ်ပြီမလားအောက်ဆီဂျင်ဘူးနဲ့လေမတန်းတဲ့အချိန်မှာရှူရှက်ရတယ်လေတန်ဖိုးသိလိမ့်မယ်တောထဲမှာကျွန်တော်ကညနေရရင်ကားထဲမှာပြောပြနေသေးတယ်မိုးကလားနဲ့ချီသွားတာအဲ့မိုးရွာရင်ခင်ဗျားတို့ခံမှုမခံမှုတော့မသိဘူးဘဝမှာတော်တော်စိတ်သက်ယူကျင်တယ်အဲ့မိုးယူထိုင်ကြည့်ပြီးတောထဲတောင်ထဲမှာလေတောထဲတောင်ထဲဆိုတော့မှန်းကြည့်ပေါ့ဒီလိုတိုက်တွေတာတွေမှမဟုတ်တာမိုးကြီးတနေ့ကုန်ရွာနော်မိုးလင်းလည်းမိုးရွာနေညအိတ်ကန်လည်းမိုးရွာနေဟိုပြီးတော့မိုးရွာဆိုတော့လေကျွန်တော်တို့နေရတဲ့ shelter တွေဟိုကျန်းကင်းတွေကလုံတာမဟုတ်ဘူးဟို6တဲ့နေရာကိုပြောင်းပြီးတော့နေရတာအဲ့ရာတွေစိုးနေတာနေထွက်လာလားနဲ့ချီပြီးတော့မိုးရွာပြီးတဲ့နေလျောင်လေးစထွက်လာတော့ကျွန်တော်တို့ပြေးပြီးကတာပျော်တာအဲ့နေကိုပျော်တာဟမ်နေထွက်တာပဲကွယ်အရီဇိုနာသွားကြည့်ပါလားနေထွက်တာသိချင်းအရီဇိုနာသွားကြည့်ဖီနစ်ကိုသွားကြည့်ဟုတ်တယ်မလားမဟုတ်ဘူးကျွန်တော်တို့တန်ဖိုးနားလေတယ်ဆိုတာကမရှိတော့မှတန်ဖိုးကိုနားလေတာမရဘူးမှတန်ဖိုးကိုနားလေတာအဲ့တော့ကျေးဇူးတရားနဲ့ပတ်သက်ပြောလို့ရှိရင်ကျွန်တော်တို့မတက်နိုင်တဲ့အရာတွေကျွန်တော်တို့လုံးယူလို့မရတဲ့အရာတွေကျွန်တော်တို့ပတ်စံခင်ဗျားတို့ကျွန်တော်တို့ပတ်စံအများကြီးရှိလို့နေပြီကျွန်တော်သိတယ်ခင်ဗျားတို့ရှိတဲ့ပတ်စံတွေနဲ့ဝယ်လို့မရတဲ့လေဝယ်လို့မရတဲ့နေကိုရတယ်ချင်း Oh my god ပြောလိုက်တာအဲ့ဒါဝမ်းမြောက်တာအဲ့နေကဟမ်နေထွက်တာဘာဝမ်းမြောက်စရာရှိလို့လဲခံကြည့်တောထဲတောင်ထဲမှာလာနေချီပြီးသွားနေကြည့်မယူရင်ကြိုက်တယ်လို့လားပြောအဲ့လိုယူကြည့်နေလို့ဖြစ်နေတဲ့အချိန်မှာအဲ့နေအောင်လေးက Oh my god ဖယားသခင်ကိုတွေ့ရသလိုပဲတကယ်ဖယားသခင်ကိုတွေ့ရသလိုအကုန်ပြေးပြီးတော့ကာတာကျမနေရဆောင်းဘာလို့နေကိုတန်းတာနေတာအဲ့တော့နေတန်ဖို့ပါနားလေဒါတွေကတကယ်မရှိဆုံးရှုံးမှုမှတန်ဖို့နားလဲတာဗျမဆုံးရှုံးမှုရင်တန်ဖို့နားမလဲဒုက္ခရောက်ဘူးမှဒုက္ခကိုတကယ်သိတာအဲ့ဒါပဲအဲ့တော့ကျေးဇူးတော်တွေကိုခံစားတတ်လာတယ်အဲ့တုန်းကတော့ကျေးဇူးတော်မှမသိဘူးကျေးဇူးတင်လိုက်တာကျေးဇူးကတင်နေတာကျေးဇူးတော်မှန်းတော့မသိဘူးကျေးဇူးကတင်တယ်ကျေးဇူးတင်လိုက်တာငါတို့ကြည်စမ်းငါသူများတွေကိုပြန်ပြောပြတဲ့တောထဲမှာကြည်စမ်းငါတို့မှာရေကိုဘုံဘောလို့ပေါ့တောင်းစမ်းရေအမြဲတမ်းရှမ်းနေတာသူများတွေဝဲတောင်ပေါက်တယ်ဒီတောထဲတစ်ခုတည်းဒီ area တစ်ခုထဲမှာသူများတွေမှာရေရှားတယ်ငါတို့မှာပုံဟာကျေးဇူးတင်လိုက်တာဘယ်လိုကျေးဇူးတင်လဲကျွန်တော်ကောင်းငင်ကိုကြည့်ကျေးဇူးတင်တာကျေးဇူးတင်တယ်ဘယ်သူမှတော့မသိဘူးကောင်းငင်ကိုတော့ကြည့်ပြီးကျေးဇူးဘာကိုသွမ်းလို့ရတာမှမဟုတ်တာကိုသွမ်းလို့ရတာမဟုတ်ဘူးအဲ့တော့ကိုသွမ်းလို့မရတဲ့ကိစ္စကိုကျွန်တော်ရိုးရိုးသားသားသိတယ်ဘာလို့ကျွန်တော်ကိုသိလို့ကျွန်တော်ကိုအမြဲတမ်းသိအောင်နေတဲ့လူဖြစ်တယ်ကိုကြောင့်မဟုတ်ဘူးဆိုကျွန်တော်သိတယ်ငါသွမ်းလို့မဟုတ်အနေရကင်းသွားတာမဟုတ်ဘူးငါသွမ်းလို့ထောင်ထဲမရောက်တာမဟုတ်ဘူးငါသွမ်းလို့တေဘေးကနေလွတ်သွားတာမဟုတ်ဘူးငါသွမ်းလို့အောင်မြင်မှုတွေရတာမဟုတ်ဘူးဆိုတော့ကျွန်တော်ကောင်းသိတယ်တကယ်ကျွန်တော်အဲ့ဒါကြောင့်မလို့ရဲဝင်းသူဖြစ်အောင်လဲကျွန်တော်မလုပ်ခဲ့ဘူးစတားဆုံးဖြစ်အောင်လဲကျွန်တော်မလုပ်ခဲ့ဘူးဘာဖြစ်အောင်မှကျွန်တော်မလုပ်ခဲ့ဘူးကျွန်တော်ဘဝကိုကျွန်တော်တနေ့ချင်းပဲကျွန်တော်နေတယ်တနေ့ချင်းပဲကျွန်တော်အကောင်းဆုံးစိတ်ထားကောင်းအောင်ပေါ့စိတ်ထားကောင်းအောင်မေတ္တာစေတနာနဲ့ချစ်ချင်း love အဲ့ဒါကိုသိသွားတာဒီချစ်ချင်းမေတ္တာဟာဒီလေစိတ်အဲ့စိတ်ကကျွန်တော်တို့ download ဆွဲလို့မရဘူး Amazon ကနေမှာလို့လည်းမရဘူးချစ်ချင်းမေတ္တာမရဘူးခင်ဗျာ$1 millionရှိပြီးတော့ချစ်ချင်းမေတ္တာရမယ်လို့ထင်နေလားဆူတောင်းလေကျွန်တော်အဲ့လိုပဲပြောမယ်မရဘူးချစ်ချင်းမေတ္တာ$1 millionနဲ့ဝယ်လို့မရဘူးချစ်ချင်းမေတ္တာအပေါ်ကနေအလိုလိုစီးသေးလာတဲ့အရာဖြစ်တယ်အော်တိုခံစားရတဲ့အရာဖြစ်တယ်လုံးယူလို့မရဘူးဖြည့်ဆည်းလို့မရဘူးဖန်တီးလို့မရဘူးအဲ့ဒါကကျွန်တော်တို့ဘာမှလုပ်လို့မရဘူး
ကျွန်တော်တို့က